ဒီနေ့လေးကတော့ရာသီပေါ်မကြီးရွက်ကလေးကိုငချစ်ကလေးနဲ့ချက်ပါမယ်ငရုတ်သီးသိမ်းလေးနဲ့အုံမယ်ပေါ့နော်ဒါကတော့ထဲမဲ့ပစ္စည်းလေးတွေကိုပြင်ဆင်ထားတာပါငချစ်ကလည်းကိုယ့်အကိုဝယ်ပြီးကိုယ့်အကိုကြော်ထားတာပေါ့နော်ဒါလေးကတော့ပန်းရောင်စားလေးရယ်ကြက်သားမုံလေးရယ်စနောမုံလေးရယ်မကြီးရွက်အတွက်တော့ငပီလေးနည်းနည်းလေးတော့သုံးမယ်ပေါ့နော်အားကြောင့်စီဘူးတဲမယ်ပြီးရင်ကြက်သွန်အဖြူနီလေးကိုအရင်စီတက်မယ်ပေါ့စနောလေးနဲ့ပေါ့နော်အဲ့ဒါပြီးရင်တော့မကြီးရွက်ကလေးတွေထည့်ပြီးတော့ဒီမှာလှိမ့်မယ်ပေါ့ငပီးလေးနည်းနည်းလေးထည့်ပါမယ်ပြီးကြတော့အယောင်လေးလှဖို့အတွက်ဒီမှာအယောင်လေးနည်းနည်းလေးသုံးမယ်ပေါ့နော်ပြီးရင်တော့စောစောကတော့ငချစ်တွေကြတာအများကြီးပဲဒါပေမဲ့ချက်တဲ့အခါမှာဘာလို့နေသွားလဲလို့မိသားမှာဆိုလို့ပေါ့နော်ဒါတော့မိသားစု3ယောက်ပဲရှိတဲ့အတွက်ကြောင့်မို့ဒီမှာတဝက်ပဲထည့်ပါတယ်ပြီးရင်တော့ရေလေးထည့်ပြင်ရေခန်းလာပြီးအနေတော့ထည့်လာပြီဆိုရင်ဒီမှာငပီးသိမ်းလေးထောင်းထားတာလေးကိုဒီမှာထည့်မယ်ပေါ့နော်ဒီကိန်းထောင်းလာဒီတားကြီးတဲ့အဆက်မဆက်ကြိုက်တဲ့လူတွေတော့အနေတော်လေးပါပဲစီပြန်လေးပေါ့စီပြန်တွေပြန်လာပြီဆိုရင်တော့မကြီးရကလေးရပြီပေါ့ဒါမကြီးရကလေးနဲ့ငဖက်ချစ်ချက်ကလေးရပါပြီနောက်ဆုံးလေးမှာတော့ဘောနဲ့အနေနဲ့လိုက်ဖက်တဲ့ဝက်စီးပင်ပေါပေါ့နော်ခုချိန်မှာပေါ်လာပြီဖြစ်တဲ့အညာဘက်မှာဝက်စီးပင်ပေါနဲ့စူးဖို့ရဟင်းလေးဖြစ်ပါတယ်ရှင်ကျေးဇူး